အားလုံးမင်္ဂလာပါပြန်လဲကြိုဆိုပါရစေဆိုတော့တော်လေးကိုစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးကျွန်တော်အခုတွေ့ပါတယ်ဆိုတော့အဲ့ဒါကိုကျွန်တော် react လုပ်သားမှာပါเนาะအတိကတော့ဒီဘာသာစကားနဲ့ပတ်သက်လို့ပါထိုင်းမျိုးသမီးတယောက်ကမော်တော်ဆိုင်ကယ်မောင်းနေတဲ့တယောက်ယောက်ျားလေးတယောက်ကိုတိုက်ပြီးတော့ပြေးသွားတာပုတ်ပြီးတော့ပြေးသွားတာဖြစ်မှာပေါ့เนาะအဲ့ပြေးသွားလို့ဒီမှာသူအဲ့ဒီကောင်လေးကနောက်လိုက်ပြီးတော့စကားပြောတာစကားလိုက်စကားပြောတော့ထိုင်းမျိုးသမီးက foreigner ဟန်ဆောင်တာပေါ့အင်္ဂလိပ်လိုပဲချတာ Okay အဲ့ဒါလေးတစ်ချက်ကြည့်အောင် Alright let's go น้องขับรถชนพี่ไม่ลงมาขอโทษไม่ลงมาดูเลยแล้วขับหนีมาตั้งไกลโอ้โหอะไรวะคนไทย wash အဲ့မှာစားတော့လား wash တဲ့ဘာလို့ပြောချင်တာ wash လို့ကြားလိုက်တယ်ဟုတ်လားတဲ့အဲအမူအရာတော့မပြည့်တော့ ฮะ wash ผมมาว่าอะไรอ่ะ wash တဲ့အဲ့ဒါ what ลงมารับผิดชอบอะไรสักอย่างก็ได้คำขอโทษก็ไม่มีเจ็บตัวด้วยรถก็เป็นรอย as twice အဲ့ဒါမှာတော့အင်္ဂလိပ်လိုတော့ဟန်ဆောင်ချင်တာကွာသိမလားဒါပေမဲ့အထဲမှာမရှိတော့ဘာထွက်လာမှာလဲနော် Okay ဘာပြောမှန်းတော့မသိလိုက်ပါဘူး โอ้ไม่ต้องมาทำเป็นโหเป็นคนต่างชาติดูหน้าดูหุ่นก็ไม่รู้แล้วไม่ใช่คนไทยไม่ใช่คนต่างชาติอ่ะคนไทยชัด speak English อะไร Speak English Speak English တဲ့အဲ့ဒါတဲ့ကောင်လေးကဘယ်လိုလဲ Don't English me တဲ့ you pretending တဲ့ Don't English me အရှိမပါသူ့ရဲ့ရုပ်ကလည်းထိုင်းရုပ်ပေါက်တယ်လို့ပြောတယ်ထိုင်းရုပ်ထိုင်းအတန်ပါပဲမင်းမဟန်ဆောင်တဲ့ဆိုတော့ကောင်လေးကပြောတာ ไม่ต้องมาอิงลงอิงลิสหรอกแกล้งแหมจะ what is tight อะไร I'm very much today What the fuck was that အဲ့ဒါဘာလို့ဟမ်super ကျွန်တော်မြန်မာနိုင်ငံဟိုအရင်တော့ NLD နဲ့ USDP ဟိုဒီဟာတာလောက်တဲ့ဘိုးတော်လေဒါဗရှမင်းမရှင်းတော့အဲ့ဒါတိလာဆိုတဲ့ပုံပြည့်နေတယ် นี่ไม่ต้องมาทำเป็นบ้าเนี่ยขับรถชนพี่เนี่ยขอโทษก็ไม่มีแล้วหนีมาไกลมากเลย no เอาไง why น้ำใจขับรถก็ดูเด็รถก็หรูโคตรหรูเลยแต่งตัวก็ดี I want to go west go แล้วจะเดินหนีไปไหน အေးမလေးအဆောင်ချင်တော့ကွာအဆောင်ချင်တာတလုံးမှမထွက်လာတော့oh no this is bad okay ထပ်လာပြီဘာဆက်လုပ်မလဲ เอ้ย I want to find ฮะ more and ก็ใช่ไง Oh bro this is too good I mean လှုပ်ချင်တာအပီဖမ်းချင်တာဖမ်းလို့မရဘူးဖြစ်နေတာစကလုံးကထပ်မလာဘူးရှင်းမရဘောဘိုင်ဘရရှာရဲ့နေရအခြားသောဘာသာစကားဖြစ်နေရနော်ကျွန်တော်တို့ခရစ်ယာန်တွေမှာဟိုသုံးနှုန်းနဲ့အခြားသောဘာသာစကားလို့ဘယ်သူမှနားမလဲအခုဒီကောင်မလေးအဲ့လိုဖြစ်နေတာ तू ကိုယ်တိုင်လည်းဘာပြောလို့ပြန်မနားလည်မှာမဟုတ် Okay ဘယ်လိုဆက်ဖြစ်မလဲကြည့်အောင် ขับรถชนเนี่ย oh no ดูนี่แขนเขินถลอกหมดแล้วอ่ะ Okay အဲ့မှာနည်းနည်းလေးတော့သတိထားမိရနော်ဟိုကောင်လေးပြောတာကို तू နားလည်ပြီးတော့နားလည်တဲ့အလျောက်တော့ तू ခန္ဓာကိုယ်လှုပ်ရှားတာတွေ့ရတယ်အပြင်ထွက်လာတယ်ပြီးရင်အဲ့ဒီ तू ဆိုင်ကယ်ကိုသွားပြီးတော့လဲဆိုင်ကယ်ကိုကြည့်ပြီးတော့ဘာတခုခုအနည်းဆုံးတော့အမူအရာနဲ့တော့ကောင်လေးကိုဟိုအဖြေပေးတာတွေ့ရတယ် तू မေးတဲ့ဥစ္စာတွေဖြေပေးတာတွေ့ရတယ်ဒါပေမဲ့စကားတော့ဟန်ဆောင်နေတော့မယ်ပေါ့နော်နောက်ဘယ်လိုဖြစ်သွားမလဲကျွန်တော်အဆုံးထိမကြည့်သေးဘူးเนาะအတူတူကြည့်ဖို့ကိုကျွန်တော်တက်ကိုအဲ့ဒါအဆုံးထိမကြည့်တာ I'm going fine ฮะ I'm going right เอาไฟอะไร ဘာပြောမှမသိဘူး what do โอ้ What I don't find the green I want to อยู่ I want to လားမသိပါဘူး I want to เจออะไรอยู่เนี่ยแม่งเจ็บตัวก็เจ็บนี่มาดูนี่ดูรถนี่ดูนี่หน้าปัดเนี่ยแตกหมดเลย I want to go right ฮะ Oh no Oh man ဘာပြောမှမသိပါဘူးဘာဆိုင်ရမလေးတော့နည်းနည်းကွဲသွားတယ်နော်အဲ့သွားတယ် helmet พูดไทยดิเป็นคนไทย
helmet တမင်ဆိုင်ကမဆောင်လာပါညာပြောချင်တာလားမသိဘူး helmet လို့တော့ပြောလိုက်တယ်နော်အမလေးသူကလည်းဟန်ဆောင်တာတော်တော်ဆိုးရတာပဲနည်းနည်းပပရှိထားရင်တော့နည်းနည်းပြပြဖို့ပါပဲကိုယ့်ဥစ္စာကတော်တော်ကြီးကိုအခြေအနေဆိုးနေတယ် พูดไทยดิไม่ต้องมาโอ้โหแกล้งเป็นทำเป็นต่างชาติ You speak English. โอ้ Oh, Chubby, you speak English there. มายิงลงอย่างนี้อะไรไม่รู้เรื่องหรอกพูดไม่เป็นด้วย As fast read what? Oh man, Ashburger. Ah no. Oh girl, that's too bad. That's too bad. Oh, ဖမ်းချင်တာကွာလုံးဝအထက်မရှိဘူးဒါပေမဲ့ तू ဒီလောက်ထိကြိုးစားတာပဲသူ့ရဲ့ effort ကိုချီးကျူးရမယ်ပေါ့နော် Okay နောက်ဘယ်လိုဖြစ်မလဲဆက်ကြည့်အောင် เพลงโคตรกระแดะเลยว่ะ I want to ice cream. นี่ What the heck was that? I don't want to squishy. เลิกพูดเลยไอ้เดฟโฟร์ดิฟายเลยไม่รู้เรื่องหรอกนะ And go with me. Are you go with me တဲ့နည်းနည်းတော့ဒေါသထွက်လာတော့အပီပြန်မှန်နေထွက်လာတော့မှာသလားလူကဒေါသထွက်ပြီဆိုရင်ဟန်ဆောင်လို့မရတော့အဲ့တော့ तू ဘယ်လိုဆက်သွားမလဲ Let's see ไม่มีอะไรก็ที่มอไซค์ดูนี่เนี่ย How? Has one eye and the river twins over. Bro this is too good of an acting แปลกคนไว้คนแบบนี้ก็มีในประเทศไทยด้วยเว้ยดูนี่เนี่ยแม่งนี่กูจะเอาไปลงเนี่ยเอาไปลงประจานแม่งเลยขับรถชนแล้วหนีไม่รับผิดชอบไม่ขอโทษอย่ามาพูดอะไรใส่อีก And go and away. โอ้ ဘယ်အဲ့ဒါတိုင်းတဲ့လောင်းတွေကိုထွက်လာပြီငါပြတဲ့နေထွက်လာလိုက်မယ်နော် เดี๋ยวไปนี่น้องครับน้อง And เลิกเป็นชาวต่างชาติแป๊บ Okay stop being foreigner for a second နိုင်ငံခြားသားဟန်ဆောင်တာခဏလေးရက်လိုက်ပါလားတဲ့ ลิงพูดไทยกับพี่เลย พี่รู้ yeah. Talk to me in Thai တဲ့ I know you can တဲ့ Oh, เนี่ย no. ดูก็รู้เนี่ยทะเบียนเนี่ยดูก็รู้เนี่ย As we go up and with the way. โอ้ Bro Oh no I don't even know how to react to this This is just horrible to say the least Oh no girl you're gone It's bad it's gonna be bad It's gonna be bad, my nigga. No, bro. It's going bad right now โอ้ยไม่ผมฟังไม่รู้เรื่องจบป่ะเริ่มโมโหนะเว้ย And can you speak English? Malawi you speak English and can you speak English ไม่ no Oh, wow. no Oh can you speak English ဆိုတော့ no ဆိုတော့ oh wow พูดไทยได้แล้วมาโอ้ว้าวอะไรอ่ะ No, and โอ้โหเจ็บตัวฟรีแล้ว and มาเจอคนอะไรกว่าบ้าชิบหายเลยจะไปไหนอ่ะจะไปไหนเดี๋ยวก่อน Hey, bye. อะไรไปไหนอย่าเพิ่งขอโทษสักคำมีป่ะนะลงมาดู တောင်းမှပါတဲ့တောင်းပိုင်ကိုရပြီပါညာပေါ့နော်ကောင်လေးကတော့အဲ့လိုပြောနေကောင်လေးကပယ်ရွယ်လဲတော့မသိပါဘူးအမျိုးသားတယောက်ဘာให้ဆိုပြီးတော့ဟိုကောင်မလေးကတော့လစ်တော့မယ် กูหน่อยถามเป็นไรบ้างอ่ะ I'm sorry. มาใส่ภาษาเลยใส่กูอีกโอ้โหชีวิตกู I'm sorry. อะไร I'm sorry. I'm sorry လည်းနော်လုံးဝ style နဲ့ကိုပြောတာလုံးဝအထားနဲ့ပြောတာ I'm sorry Oh no this is too good ဒီကောင်မလေးဘွားတော့သွားပါပြီကွာသွားပါပြီနော်ဟန်ဆောင်ခြင်းလားဟန်ဆောင်ဖို့ဟိုအခန်းလေးလည်းမရှိတော့ သူနှစ်ကြိမ်ရှုံးတာပေါ့ကွာဒီမှာအမှုပါပတ်မယ်အမှုကတော့တိတ်အဲ့လောက်တော့မကြီးတော့ဘူးထင်ပါလားပြီးလို့ရှိရင်အတိကတော့သူနာမည်ကြီးသွားမှာပေါ့နော်အခုထိုင်းနေမှာထိုင်းမီဒီယာတွေမှာဘယ်လိုတွေပြောနေကြလဲတော့မသိပါဘူးဟုတ်အဲ့တော့နော်ဟိုနည်းနည်းဟန်ဆောင်မယ်ဆိုလဲနည်းနည်းလေးပြအောင်တော့လှုပ်ထား What's my mom say he say can you English No နားလည်လားကျွန်တော်ပြောတာနားလည်လားအခုသူပြောတာအဲ့လိုဖြစ်နေတာနော် Okay ထားလိုက်ပါthe Bangkok Post မှာတွားကြည့်လို့ရနော် Bangkok Post ကဥစ္စာပါ All right take care